Hello guys, welcome back to my channel. ဒီနေ့မှာတော့ Global တွေက Logia တိုက်အတီးအားလုံးကြောင့်ပြပြတော့ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Logia တိုက်ကတော့ Dog, Light, Flame, Ice, Sun, Smoke, Magma, Blade လို့ပဲဖြစ်ပါတယ်။အဲ့အတီးတွေကတော့ Logia တိုက်တွေပဲဖြစ်ပါတယ်။ Logia တိုက်ဆိုတာဘာလဲမသိသေးတဲ့လူတွေတော့ရှင်းပြရမယ်ဆိုရင်တော့ Logia တိုက်ဆိုတာကကျွန်တော်နဲ့အဲ့ NPC နဲ့ level 2လည်းပြအခုမှပြောရတယ်။ NPC ကကျွန်တော်တို့ခုတ်တယ်။အခါကျရင်ကျွန်တော်တို့ကတွေးမရောပါဘူး။အဲ့ဒါကို Logia တိုက်လို့ခေါ်ပါတယ်။တကယ်လို့ဦးရာမပါခဲ့ရင်တွေးမရောပါဘူး။ဦးရာပိုင်းတွေးရောပါတယ်။အဲ့ဒါကို Logia တိုက်လို့ခေါ်ပါတယ်။အဲ့ Logia တိုက်အသီးတွေထဲမှာဒုက္ခ strong လို့ဖြစ်ပါတယ်။ကျွန်တော်စီးဝါးလူတွေအတွက်ကတော့ Logia တိုက်ကိုစားဖို့ recommend ပေးပါတယ်။အဲ့ Logia တိုက်အသီးတွေထဲမှာ light, flame, ice ကိုစားဖို့ကျွန်တော်အကြံပေးပါတယ်အဲ့ဒါမှမရှိရင်တော့ blade စားပါ blade က buff တွေထဲမှာပါပေမဲ့ကောင်းတဲ့စိတ်ရင်းတွေထဲမှာလည်းပါပါတယ်ကျွန်တော်သိချင်တာရှိရင်ကောင်းပါမေးခဲ့လို့ရပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ bye bye hello guys welcome back to my channel ဒီနေ့မှာတော့ C3 မဟုတ်ပဲတဲ့ပါ sorry နော်လောလို့ထဲမှာရှိနေလောက်ကတိုက်တီးအားလုံးကြောက်ပြတ်တော့ဖြစ်ပါတယ်ပထမဆုံးတီးနေနေတာကတော့ နောက်တစ်ခုက ice light flame ဘာမှမစပါအားလာဘာပြကောင်လို့ဒီကဗီဒီယိုရိုက်နေဒီပဲအစပမ်မနော်ရောက်လာပြီမင်းစပမ်ဘုမနော်ရထိတ်စိတ်ထိတ်လက်လေလိုင်းရတော့ကောင်းရှော့မှာရောလာလို့ရှင်အောင်လာလို့ရှင်တွေ့မယ်ဗီဒီယိုရိုက်နေအောင်နှောက်ရှက်တော့စပမ်ဗီဒီယိုရိုက်နေအောင်နှောက်ရှက်စပမ်ဟာလားတွေ့လားပြီးတော့ငါပြီးမကြောက်စောက်ကြောက်ဒါပဲသူများဗီဒီယိုလောက်တော့ဒါစောက်ပြီးတော့အာရုံနောက်တော့သူသိရတယ်တော့လေ